အရွယ်ကောင်းတဲ့အချိန်မှာစီးပွားဥစ္စာရှာအရွယ်ကောင်းတဲ့အချိန်မှာတရားကျင့်ဒီနှစ်ခုကအရွယ်ကောင်းလို့လုပ်ရတယ်စီးပွားရှာတာလည်းအရွယ်ကောင်းလို့မလုပ်ရမယ်ပထမအရွယ်ဟာအမြဲတမ်းကောင်းတယ်ပထမအရွယ်မှာစီးပွားရှာရမယ်ပထမအရွယ်မှာတရားရှာရမယ်အဲ့လိုပထမဒီအရွယ်ကောင်းတဲ့အချိန်လေးမှာပစ္စည်းဥစ္စာလည်းမရှာဘူးကိုယ့်ကိုယ်လည်းပြင်ဆင်မှုမလုပ်ဘူးဆိုလို့ရှိရင်ဘာဖြစ်လဲလို့ဆိုလို့ရှိရင်ဒီငါးတွေကုံသွားတဲ့ရေအိုင်လေးထဲမှာရေအိုင်လေးနားမှာရေအိုင်ထဲကငါးလေးတွေကိုဖမ်းစားပြီးတော့နေတဲ့ချိုးချငှက်ကြီးတွေဟာအတောင်ကျွတ်သွားတာနဲ့တပြိုင်နက်သူတို့ကထပြီးပြန်နိုင်ခြင်းမရှိတော့ဘူးရေကနေကငါးတွေလည်းကုန်ပြီသူတို့မှလည်းအတောင်ကျွတ်နေပြီတခြားပြောင်းစရာလည်းအချိန်မရှိတော့ဘူးအဲ့ဒီအတောင်ကျွတ်သွားတဲ့ငှက်ကြီးတွေဟာကြမ်းမှန်ပြီးနောက်ဆုံးမှသေဝဲဝင်ရတယ်လို့ပဲလို့ဘဝတစ်ခုဟာဘာမှလုံးမရတော့တဲ့အနေအထားတစ်ခုကိုရောက်သွားနိုင်တယ်တဲ့ဒီလိုဆိုလိုတာနော်အဲ့ဒါလို့ဘဝမှာဒုက္ခရောက်သွားနိုင်တဲ့အကြောင်းတရားတွေလူဟာကိုယ့်ဘဝကိုပြင်ပြီးတော့စီးပွားရှာရမယ်အချိန်စီးပွားရှာရမယ်ကိုချင်းတရားကောင်းအောင်ပြုပြင်ပြီးတော့တရားရှာရမယ်အချိန်တရားရှာရမယ်အဲ့ဒီနှစ်ခုမှမလုပ်ဘဲနဲ့အရွယ်သုံးပါးကိုကုံလွန်သွားစေမယ်ဆိုလို့ရှိရင်ဘဝဟာဆုံးရှုံးနေတာခြင်းနဲ့ပဲရင်ဆိုင်ရမယ်ဒီဘဝမှာဆုံးရှုံးသွားရင်နောက်ဘဝမှာကောင်းလာမှာမဟုတ်ဘူးတဲ့နောက်ဘဝမှာဒီဆုံးရှုံးနေတာသွားဖို့ပဲရှိတယ်တဖြည်းဖြည်းဗာနဲ့ဥပမာတူတော့ဆိုရင်တွင်းတူးတဲ့လူနဲ့ဥပမာတူတယ်တွင်းတူးတဲ့လူဟာတွင်းနဲ့လေလူကအောက်ရောက်သွားလေတွင်းနဲ့လေလူကအောက်ရောက်သွားလေပဲအဲ့ဒါမျိုးဖြစ်တတ်တယ်ဒါကြောင့်မလို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်ကိုယ့်ဘဝကိုပြင်ညာရမှာဖြစ်တယ်ကိုယ့်ဘဝကိုမပြင်နိုင်ဘူးဆိုရင်အထက်တန်းကိုဘယ်တော့မှတက်လန်းနိုင်မှာမဟုတ်ဘူးအထက်တန်းတက်လန်းနိုင်မှုရအတွက်ကိုယ့်ကိုချစ်ခင်မြတ်နိုးတဲ့ပုဂ္ဂိုလ်တွေပြီးကိုယ့်ဘဝကိုထိန်းသိမ်းဆောက်ရှောက်ရမယ်အကုသိုလ်တွေမဖြစ်အောင်ထိန်းသိမ်းဆောက်ရှောက်ရမယ်ကုသိုလ်တွေများများရအောင်ကြိုးစားအားထုတ်ကြရမှာလို့ဒီလိုကိုယ်စီတတိတရားရပြီးတော့ကျင့်ကြံကြိုးကိုအားထုတ်နိုင်